အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရာဒီပေါ်အင်ဥကိုဝက်တာနဲ့အတူချက်စားကြည့်ကြရအောင်နော်သူကလေစိမ့်စိမ့်လေးနဲ့အရန်စားကောင်းတာမို့အဆင်ပြေလိုက်လို့စားကြည့်ကြပါအောင်နော်အင်ဥကိုပပလွာပါမယ်ရှင်အကယ်၍မိမိကပပလွာတာမကြိုက်ဘူးဆိုရင်လေးချမ်းခွဲလဲရပါတယ်ကျမကတော့အင်ဥချက်ဆိုရင်ပပလွာပြီးချက်တာကိုပိုကြိုက်လို့ဒီလိုအနေထားလေးလွာပါတယ်ရှင်ပြီးရင်တော့ကြက်သွန်ဖြူနဲ့ကြက်သွန်နီကိုအရင်ဆုံးထောင်းပါမယ်စီပူပူမှာကြက်သွန်ဖြူနဲ့ကြက်သွန်နီထောင်းထားတာကိုစီတက်ပါမယ်ရှင်စနွဲမုံနဲ့ငရုတ်သီးမုံထည့်ပါမယ်ပြီးရင်ပိုမွေးအောင်လို့ဂျင်ထောင်းလေးလည်းထည့်ပါမယ်ခရမ်းဂျင်တီလည်းထည့်ပြီးတော့စီတက်ပါမယ်ရှင်စီတက်ထားတဲ့ခရမ်းဂျင်တီတွေကြေသွားပြီဆိုရင်တော့ဝက်သားထည့်ပြီးနှပ်ပါမယ်ဝက်သားကနေသူ့အရင်နဲ့သူထွက်လာပြီးခံသွားတဲ့အထိနှပ်ပါမယ်ရှင်ဝက်သားထွက်လာတဲ့အရည်တွေခံသွားပြီဆိုရင်အင်ဥထည့်ပါမယ်စုံချင်းရည်ထည့်ပြီးတော့မီအေးအေးနဲ့နှက်ထားပါမယ်ရှင်ဝက်သားတွေနူးဤလာပြီဆိုလို့ရှိရင်အရသာအပေါ်အငန်းထည့်ပါမယ်အနက်မွေးအောင်လို့ငရုတ်တီထည့်ပြီးရင်တော့ဟင်းအိုးချလို့ရပါပြီရှင်အရသာစိမ့်စိမ့်လေးနဲ့အရန်စားလို့ကောင်းတဲ့ဝက်သားအင်ဥချက်လေးရပါပြီကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်